ထဲကိုငါဖမ်းတော့မှာပေါ့နော်တငယ်ချင်းတို့လည်းအတူတူဒီနဲ့အတူတူလိုက်ငါဘလို့ငါးတွေရမယ်ဆိုတော့အတူတူတွတ်ကြည့်ကြမယ်လိုက်ခင်နော်ညမှာဆိုလို့ရှိရင်ဒီဘဲဆိုင်တယ်ပေါ့နော်တကောင်ရသွားပြီနောက်ထပ်တစ်ခုပြန်တော့လုံးရှိကြည့်လို့နော်နောက်တစ်ခုပေါ့မှန်ခဏပေါ့တော့ခဏဆိုကြောက်နေတယ်